အမေအစဉ်ပြေပြီလား စစ်စစ်ဖြစ်ပြီးသားလည်းမေးပြောနေ ဟုတ်ကဲ့ပါဆရာမကြီး ကဲမေတွေ့ရတာဝမ်းသာပါတယ်နော်မေနဲ့အခုမှတွေ့ကူတယ်ဆိုတော့လေဆိုတော့မေကိုကကူ ကျမနာမည်ကဒေါ်ဝင်းမဖြစ်ပါနဲ့ရှင်ကွန်မြတ်သူရဲ့အုတ်ထိသူပါရှင် ဟုတ်ကဲ့ပါရှင်တွေ့ရတာဝမ်းသာပါတယ်နော်မေဆိုတော့မေခွန်းလေးနည်းနည်းမေးမယ်ပေါ့နော်ဆိုတော့မေဒီတသားပေါ့နော်ဒီ ANA တင်တန်းမှာတက်ပြီးတဲ့နောက်ပိုင်းပေါ့နော်ဘာတွေပြောင်းလဲသွားလဲပေါ့အဲ့ဒါလေးတစ်ချက်ပြောပြပေးပါဦးမေ ပြောင်းလဲသွားလာသူရဲ့ပညာလေးတွေပါရှင်ဆရာမအိမ်ပါဆိုရင်ရှင်ဖိနေမေသူတက်တယ်လို့ပေါ့နော်အင်္ဂလိပ်စကားတွေခဏခဏပြောရတာရှင်ကျမတို့ကနားမလဲသူပြန်ပြီးရှင်ပြပါတယ်ရှင် ဟုတ်ကဲ့ရှင်ဟုတ်ပြီးတော့တခြားဒီစကားပြောတဲ့အပြင်ပေါ့တခြားနောက်ထပ်ဘာတွေတိုးတက်လာသေးလဲပေါ့ အင်္ဂလိပ်စာဖတ်တာတိုးတက်လာပါတယ်ရှင်ဆရာမရှင် ဟုတ်ကဲ့ရှင်ဟုတ်ကိုယ့်ရဲ့သားပေါ့နော်ဒီတင်တန်းတက်ပြီးတော့ပေါ့နော်ဒီလိုမျိုးစကားပြောဒီမှာတိုးတက်လာတယ်စာဖတ်တာတွေလည်းတိုးတက်လာတယ်ကိုယ့်ကိုလည်းဒီအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့မှပြန်ပြီးတော့မှလည်းဒီတင်ပြပေးတယ်ပေါ့နော်ဆိုတော့တခြားမိဘတွေကိုရောဒီတင်တန်းနဲ့ပတ်သက်ပြီးတော့မှသူတို့တသားမိမိတွေရောတက်ဖို့အတွက်လမ်းညွှန်ဖြစ်လားပေါ့နော် ညဖြစ်ပါတယ်ရှင်ဆရာမရှင်သူတို့ဘက်ကလိုက်ကောတဲ့ချိန်ကျရင်တော့ဆက်သက်လာမှာပါရှင် ဟုတ်ကဲ့ပါရှင် ရှင်တငယ်ကြီးတွေခဏခဏလာမေးပါလားရှင်ပတ်လို့သူတို့ကလေးတွေကိုလည်းထားချင်လို့ပါရှင် ဟုတ်ကဲ့ပါရှင်ပြီးတော့တခြားပေါ့နော်ဒီတင်တန်းမှာမတက်ဖြစ်သေးတဲ့ဒီတသားမီမီလေးတွေရောဒါမှမဟုတ်တခြားလူတွေရောပေါ့နော်မိအနေနဲ့ဘာတွေများအကြံပေးချင်လဲပေါ့မေပြောပြပေးပါဦး တင်တန်းမှာတက်တော့အားကောင်းပါတယ်ရှင်နားမလည်တဲ့စာတွေရှိရင်လည်းဆရာကစိတ်ချပြီးတော့စီပြပေးပါတယ်ရှင် ဖြည့်ပေးရမေကျေးဇူးအများကြီးတင်တယ်အချိန်လေးပေးပေးရကျေးဇူးအများကြီးတင်တယ်နော်မေနော် ဟုတ်ပါရှင်ကျေးဇူးတင်ပါတယ်ရှင်